တခင်တွေ channel ရဲ့ຫນွေဦး podcast အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ PDF Insight Page မှာရေးသားထားတဲ့ခွန်အားဖြစ်စေတဲ့ interview ဆိုတဲ့ခေါင်းစဉ်နဲ့ဆောင်းပါးကိုဖတ်ကြားတင်ဆက်ပေးသွားပါမယ်2025ခုနှစ်စက်တင်ဘာ26ရက်နေ့က NLD ပါတီရဲ့38နှစ်မြောက်မွေးနေ့အတွက်ပြောကြားခဲ့တဲ့ NUG ယာယီသမ္မတရဲ့မိန့်ခွန်းကိုနားထောင်ရပါတယ်ဒီနေ့မနက်မှာတော့အပိုင်းလိုက်ခွဲပြီးစိတ်ပါဝင်စားစွာနားထောင်ကြရတဲ့ AA ခေါင်းဆောင်ရဲ့အင်တာဗျူးနောက်ဆုံးပိုင်းကိုလည်းနားထောင်ရပါတယ်သူတို့နှစ်ယောက်လုံးဟာရှေလျားကောက်ကွေ့လာတဲ့မြမတော်လှန်ရေးတွေရဲ့နောက်ဆုံးပိုင်းမှာထွက်ပေါ်လာတဲ့ခေါင်းဆောင်တွေပါပဲ NLD ဆိုတာမြေပေါ်မှာလှုပ်ရှားကြတဲ့နိုင်ငံရေးပါတီတွေထဲမှာရန်သူရဲ့အထူထောင်းခံရဆုံးနဲ့တက်တန်းအရှိဆုံးပါတီဖြစ်လာခဲ့ပါပြီဘကပဟာတက်တန်းနှစ်80ကျော်ရှိတယ်ဆိုပေမဲ့မြေပေါ်လှုပ်ရှားမှုဟာ3နှစ်ကျော်လောက်ပဲရှိပါမယ်ဖဆပါလာကတော့46ခုနှစ်လောက်ကစပြီးပါတီနှစ်ချမ်းကွဲတဲ့58ခုနှစ်လောက်အထိတွေ့ရင်12နှစ်လောက်ပဲတက်တန်းရှိပါမယ်မဆလာတာဆညာကျန်ဖို့စတာတွေကတော့စစ်တပ်တပိုင်းဖြစ်လို့နိုင်ငံရေးပါတီဖြစ်ထဲသွင်းတွက်ချက်ဖို့ခက်ပါတယ်အခုတော့ NLD ဟာမြေရောက်လှုပ်ရှားမှုလုပ်နေတဲ့အချိန်ဖြစ်ပါတယ်ပြည်သူရှိသူပါတီရှိနေမယ်ဆိုတဲ့အတိုင်းဆက်လက်ရှင်သန်နေပါတယ်ຫນွေဦးတော်လှန်ရေးမှာလည်းတက်ကြွစွာပါဝင်နေတာတွေ့ရပါတယ်တလောကပဲခင်ရီရဲ့မိန့်ခွန်းတစ်ခုမှာ NLD ဆိုတာမရှိတော့ဘူးဘယ်တော့မှပြန်ပေါ်မလာနိုင်တော့ဘူးလို့ကြွေးကြော်ခဲ့တာတွေ့လိုက်ရပါတယ် NLD မပါတဲ့ရွေးကောက်ပွဲပြန်ရတော့မှာမို့အတော်ကိုဥမျိုးပြီးတော့ဂျိုးကြွဖြစ်နေပုံပါပဲမဟာလာကတော့သူ့လူနိုင်တက်ကလူ900နီးပါးထုတ်ပြီးတော့ကျန်းဖို့မှာထဲ့တယ်များနေတော့တချို့ကိုတာဆညမှာထဲ့နေအလွန်ယွန်းရှာပွဲရွေးကောက်ပွဲအတုတစ်ခုကိုဖန်တီးနေတာပါပဲအခုရှင်သန်ရက်တီဖို့အသေးလဲရုန်းကန်နေတဲ့မအားလာရဲ့စစ်တပ်နဲ့ဒီပုံရိပ်တွေဟာတမိုင်းတစ်ဖြတ်စာကလေးပဲရှိမှာပါ NLD ရဲ့တမိုင်းရှည်ကြကြက်ကြက်ခံရက်တီခဲ့ပုံကိုယာယီသမရာကြီးကဂုဏ်ပြုပြောကြားသွားပါတယ်ဆက်လက်ပြီးတော့လေဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်အရေးပါတဲ့အခန်းကဏ္ဍကနေဆက်ပြီးပါဝင်နေမှာဖြစ်ကြောင်းကိုထည့်ပြောသွားတာဖြစ်ပါတယ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်းအင်တာဗျူးအပိုင်း၄မှာမအားလာတို့ရွေးကောက်ပွဲဟာလူယိုသေးရှင်ယိုသေးဖြစ်ဖို့ဆိုရင်အနိုင်ဆုံးဖန်ဆီးထားတဲ့ဒေါ်ဆန်းစုကြည်ကိုလွတ်ပေးဖို့လိုတယ်လို့ပြောသွားပါတယ် EAO ခေါင်းဆောင်တယောက်အနေနဲ့ဒီလိုတခုတရပြောဆိုတာချီးကျူးရမှာပါသူ့မှာတနိုင်ငံလုံးဆိုင်ရာအမြင်နဲ့ရှိုင်းရှိုင်းရှိနေတယ်ဆိုတာဒီအချက်ပြင်အင်တာဗျူးတွေကအခြားပြောဆိုမှုတွေမှာလည်းတွေ့ရတာဖြစ်ပါတယ်ဒီနေရာမှာတိုင်းရင်းသားအရေးကိုဗမာလူမျိုးစုနိုင်ငံရေးသမားတွေဘယ်လောက်နားလေသဘောပေါက်မှုရှိခဲ့ကြတယ်လဲဆိုတာလဲစမ်းစစ်ကြည့်ဖို့လိုပါမယ်အမှန်တိုင်းပြောကြမယ်ဆိုရင်တိုင်းရင်းသားရေးကိုအမှန်ကန်ဆုံးနဲ့ပထမဆုံးနားလေသဘောပေါက်ခဲ့တာဗိုလ်ချုပ်အောင်ဆန်းလို့ဆိုရမှာပါအဲ့ဒီနောက်ကနေအခုထိအဲ့လောက်နားလေသဘောပေါက်သူမရှိသလောက်ပဲလို့စိတ်မကောင်းစွာသုံးသပ်ရမှာပါပဲနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာဒီအရေးကိုဗိုလ်ချုပ်လောက်နေပါနားလည်လာသူဖြစ်နိုင်ခဲ့ပေမဲ့2008ဥပဒေအောက်မှာနတ်ကြိုက်လူကြိုက်အရှိကြိုက်အနောက်ကလည်းကြိုက်ပြီးအင်မတန်အားပေးကြတဲ့ပြန်လည်သင့်မြတ်ရေးလမ်းစဉ်ကိုအကောင့်ထဲဖော်နေရကဦးစားပေးဖြစ်ခဲ့တဲ့အတွက်တိုင်းရင်းသားအရေးရှည်တန်းကိုမရောက်နိုင်ခဲ့တာဖြစ်ပုံရပါတယ်ဒါကကျယ်ဝန်းလာတဲ့အခြေအနေနဲ့အကြောင်းအရာတွေဖြစ်တဲ့အတွက်မပြောတော့ပါဘူးတိုင်းရင်းသားရေးကိုဗိုလ်ချုပ်အောင်ဆန်းအစောဆုံးနားလည်သူလို့ဆိုရခြင်းကိုပဲရှင်းပါမယ်မြန်မာနိုင်ငံရဲ့ကိုလိုနီလက်အောက်ကလွတ်လပ်ရေးရဖို့ပထမဆုံးဗြိတိရှတို့နဲ့နားလည်မှုရခဲ့တာဟာအောင်ဆန်းအတလီစာချုပ်ပါပဲပင်လုံစာချုပ်ဟာအောင်ဆန်းအတလီစာချုပ်ပါသဘောတူညီချက်ကိုအကောင့်ထဲပေါ်တာဖြစ်ပါတယ်အတလီအစိုးရဟာအသက်30သာရှိသေးတဲ့အာရှတိုက်ကလူငယ်တော်လှန်ရေးခေါင်းဆောင်တယောက်ကိုယုံကြည်ပြီးတော့ကိုလိုနီနိုင်ငံတစ်ခုအတွက်အရေးပါလာတဲ့စာချုပ်တစ်ခုချုပ်ဆိုဖြစ်ခဲ့တာဟာအကြောင်းမဲ့မဟုတ်ပါဘူး
အဲ့ဒီအစည်းအဝေးမှာဗိုလ်ချုပ်ဖတ်ကြားတင်သွင်းခဲ့တဲ့တင်ပြချက်ကြောင့်ဖြစ်ပါတယ်အထူးသဖြင့်ကတော့ဗြိတိရှတို့ဘက်ကသူတို့ကိုယ်တိုင်ခွဲခြားအုပ်ချုပ်ခဲ့ပြီးပြန်ပေးရမယ့်အခါမှာအကြောင်းပြချက်တစ်ခုအဖြစ်လုပ်နေတဲ့တိုင်းရင်းသားရေးနဲ့ပတ်သက်လို့အကောင်းဆုံးအမြင်တွေတင်ပြနိုင်ခဲ့လို့ဖြစ်ပါတယ်တစ်ဖက်ကတော့မောင်ပက်တန်ဗိုလ်ချုပ်စလင်းတို့အပြင်ဗိုလ်ချုပ်နဲ့ဆက်ဆံရေးအတော်ရှိခဲ့ကြတဲ့ဗမာပြည်ဘီရင်ကန်တွေဖြစ်တဲ့ဒေါ်မန်စမစ်စာဟူဘာရန်တို့ရဲ့ဗိုလ်ချုပ်အပေါ်ယုံကြည်ထောက်ခံတင်ပြချက်တွေလည်းပါနိုင်ပါတယ်အဓိကကတော့အဲ့ဒီ report မှာ Frontier Area ဆိုတဲ့ခေါင်းစဉ်ခွဲနဲ့တင်ပြခဲ့တဲ့သဘောထားဟာအလွန်ရိုးရှင်းပြီးတော့အက်တလီဆိုးရအတွက်ဘာမှညှင်းချက်မထုတ်နိုင်အောင်ဖြစ်စေတဲ့အတွက်ပါပဲရှာဖတ်ကြည့်ကြပါဒီအမြင်တွေကယနေ့အချိန်ထိအသက်ဝင်နေစေကိုးကားလို့ရစေဆိုတာတွေ့ရမှာပါအဲ့ဒီနောက်ပိုင်းဥနုဥပဆွေစတဲ့ခေါင်းဆောင်ယာတို့ဆက်ခံသူတွေအားလုံးဘယ်သူမှဗိုလ်ချုပ်လို့နားမလည်ခဲ့ကြတာတမိုင်းသက်သေအထင်ရှားပါပဲဒီထဲမှာစစ်တပ်ကတော့နားလည်ဖို့အဝေးဆုံးနေရာကလူတွေပါပဲနိုင်ငံရေးသမားတယောက်ဘလောက်ပဲရိုးသားဘလောက်ပဲဉာဏ်ပညာအမျှော်မြင်ရှိအင်မတန်ရုံမာသူအသိဉာဏ်နည်းသူနဲ့တနက်ကင်ထားတဲ့အရှက်မဲ့သူဘာမစိုးလုံရဲသူမျိုးနဲ့တွေ့ရင်နှိမ်ပါတဲ့အခြေအနေတစ်ခုကိုရင်ဆိုင်ကြရတာပါပဲအခုတော့တိုင်းရင်းသားများတွေကလည်းဒေသအရေးတာမကတပြည်လုံးအရေးပါအလေးနဲ့နားလေသဘောပေါက်သူတွေရှိလာပြီဆိုတာဒီຫນွေဦးတော်လှန်ရေးမှာထင်ရှားစွာတွေ့လာရတဲ့အချက်တစ်ခုဖြစ်ပါတယ်သူတို့ဟာပြည်တော်စုတာဝန်တွေကိုပါထမ်းဆောင်ကြဖို့မငင်းပယ်ကြတော့တဲ့အချိန်ကိုရောက်လာပါပြီပြည်သူတွေဘက်ကလည်းလက်တွေ့အတွေ့အကြုံရှိထားတဲ့လက်တွေ့တွေကလာတဲ့အသိဉာဏ်ပညာနဲ့စင်ကြယ်တုံတရားတွေကိုမျှော်လင့်နေတာဖြစ်ပါတယ်ကျွန်တော်တို့ကတောထဲသွားပြီးဘာလုပ်နေရမှာလဲလို့ပြည်ပကလှုပ်လေရနေတာပဲလို့ဆိုသူတွေအပါအဝင်တော်လှန်ရေးဘက်ကဆိုသူများအားလုံးဒူဝါကြီးမိန်ခွန်းနဲ့အကိုထွန်းအင်တာဗျူးကို2ကြိမ်3ကြိမ်ပြန်နားထောင်ကြစီလိုပါတယ်ရိုးရိုးပဲပြောထားပေမဲ့အကြောင်းအရာတွေဟာလေးနက်မှုအပြည့်ရှိတယ်အများကြီးကျေပြန့်တယ်ဆိုတာကိုနားလည်လာကြပါလိမ့်မယ်ပြီးရင်တော့ကိုကြရတာဝန်တွေခြေပုံအောင်ထမ်းဆောင်ဖို့ခွန်အားတွေပါရလာစေပါဖြစ်ကြောင်း PDF Insight Page ရဲ့ဆောင်းပါးကိုကျွန်တော်တခင်တွေဗတ်ကြားတင်ဆက်ပေးလိုက်ပါတယ်မြန်မာနိုင်ငံရဲ့စီးရေးနိုင်ငံရေးထွေထွေသုံးသပ်ချက်တွေကိုသိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့တခင်တွေ channel ကို subscribe လုပ်ထားကြဖို့လည်းမမေ့ပါနဲ့နော်ຫນွေဦးပေါ့ကက်အစီအစဉ်ကိုအစအဆုံးကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တွေဘေးကင်းချမ်းပါပြီးစီးပွားလှလှပါတွေတိုးတက်ကြပါစေလို့ကျွန်တော်တခင်တွေဆုတောင်းပေးလိုက်ပါတယ်